အားလုံးပါလို့ကျွန်တော်ဒီပိုင်း share ဖို့ဝင်ဒီပိုင်း share ရေး channel တွေပဲကြိုးပါလို့ကျွန်တော်ခုကတော့မိတ်ဆွေတို့မေးချင်တာတော့လူတယောက်မှလေအတွေ့အခေါ်ကဘယ်လောက်အရေးကြီးလဲဆိုတာကျွန်တော်မေးချင်ပါတယ်လို့ကျွန်တော်ဥမာအတွေ့အခေါ်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုကျွန်တော်မျှဝေချင်ပါတယ်လို့ဥမာမိတ်ဆွေကလူတယောက်ကျွန်တော်ဘောကိုမြင့်ကျင်လို့ရှိရင်ကျွန်တော်ဘောကိုကျွန်တော်မြင့်ကျင်လို့ရှိရင်လူတယောက်ဘောကိုကျွန်တော်ချက်ချင်းကျွန်တော်မြင့်လို့မရပါဘူးလို့လူတယောက်ရဲ့ဘောကိုမြင့်ကျင်လို့ရှိရင်နံပါတ်1ကျွန်တော်အတွေ့အခေါ်ကိုအရင်မြင့်ရပါမယ်လို့ဘာဖြစ်လို့လဲဆိုတော့လူတယောက်ရဲ့ဘောကသူအတွေ့အခေါ်ရှိတော့ပဲကျွန်တော်ကအတွေ့အခေါ်ကသူ့ရဲ့ဘောတက်မြင့်လို့ရှိရဲ့လို့အဲကြောင့်မို့လူတယောက်ရဲ့ဘောကိုမြင့်ကျင်လို့ရှိရင်ကျွန်တော်အတွေ့အခေါ်အရင်မြင့်ရပါမယ်လို့အဲကြောင့်မို့ကျွန်တော်ခုမြောက်ပေးခြင်းနဲ့အတွေ့အခေါ်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုကျွန်တော်မျှဝေချင်ပါတယ်လို့မိတ်ဆွေကိုစောနာမေးတဲ့အတိုင်းပဲပေါ့လူတယောက်ဘောမှာအတွေ့အခေါ်ကဘယ်လောက်အရေးကြီးလဲဆိုတော့ကျွန်တော်မေးချင်ပါတယ်လို့ဒီကျွန်တော်ဒီခုအတွေ့အခေါ်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုကျွန်တော်ဥပမာလေးတစ်ခုနဲ့ကျွန်တော်မျှဝေချင်ပါတယ်လို့ဥပမာမိတ်ဆွေလူတယောက်ကဆဲသွားတယ်ဗျာမိတ်ဆွေလူတယောက်ကအနားလာပြီးတော့ဆဲသွားတယ်ဆဲတော့လို့ရှိရင်မိတ်ဆွေကပထမတစ်ခါဆဲတော့မိတ်ဆွေနည်းစိတ်ထဲမှာဥမာဒေါသဖြစ်မှာပဲနောက်တစ်ခါဒုတိယတစ်ခါဆဲသွားတယ်ဒုတိယတစ်ခါကျတော့နည်းနည်းပြန်ဆဲမိမှာပဲတတိယတစ်ခါကျတော့နောက်ထပ်ဆဲလာလို့ရှိရင်မိတ်ဆွေဥမာကိုတိလေးယောက်လေတုံ့ပြန်မှာပဲတုံ့ပြန်မိမှာပဲတုံ့ပြန်မိမှာပဲအချိန်မှာကျွန်တော်မိတ်ဆွေကိုအခုဆိုတော့အခုနာဆဲသွားတဲ့လူတယောက်ကလူစိတ်မှန်ဘူးယူနေလူအဲ့လိုပြောလိုက်လို့ရှိရင်မိတ်ဆွေအတွေ့ကဘာလဲဆိုတော့ဒီလိုယူနေတာပဲငါလာတယ်မဟုတ်ဘူးဆိုရင်အတွေ့ရချက်ချင်းဝင်တော့ပြီးတော့ဆိုတော့မိတ်ဆွေရဲ့ဒေါသအနည်းဆုံးတော့80%တော့ကျသွားပြီဒေါသတွေမကျင်တဲ့မှုတွေရော80%တော့ကျသွားမှာပဲဘာဖြစ်လို့မိတ်ဆွေအစတော့ကျွန်တော်မပြောခင်တော့စိတ်တော့လဲဆိုဒီတယောက်ကငါ့ကိုလာပြီးတော့ blind လာဆဲငါ့ကိုလာပြီးတော့တက်လာပြီးတော့နည်းနည်းစော်ကားဆိုရဲအတွေ့ရဝင်လာတော့မိတ်ဆွေကဒေါသမိတ်ဆွေအတိုးဝင်လာလို့မိတ်ဆွေအဲကြောင့်ဒေါသဖြစ်ခြင်းဖြစ်ပါတယ်လို့ကျွန်တော်အချိန်မှာမိတ်ဆွေကိုကျွန်တော်ကပြောရတော့မိတ်ဆွေကလူကအစိတ်မမှန်ဘူးယူနေတဲ့လူတယောက်ပြောရတာနဲ့မိတ်ဆွေအတွေ့ကဒီတော့ယူနေတာပဲဆိုတော့အတွေ့ရဝင်လိုက်တော့မိတ်ဆွေဥပမာဒေါသရပြေရော့သွားမှာဗျာဒေါသရကိုစောနာကိုဒီလေးရောက်တုံ့ပြန်ခြင်းနဲ့စိတ်တွေကလည်းတိုင်းတာတစ်ခုတည်းရောကြသွားမှာဗျာ80%၊ 90%တော့ကျွန်တော်ရောကြသွားမှာကျွန်တော်အခုအဲ့လိုဘာလို့ရှင်းပြလဲဆိုတော့ဥမာလူတယောက်အတွေ့ကိုစောနာကျွန်တော်မပြောဘူးဆိုလို့ရင်မိတ်တွေလာဆဲလူတယောက်ကိုမိတ်တွေကိုဒီလေးရောက်ဒီနောက်ဆုံးပိတ်ဒီတဲ့ဆိုးလာလို့ရှင်ရုံးနေပါခက်တွေပါတော့ရောက်သွားတယ်ဒါအတွေးခေါ်ကနေပြီးကျွန်တော်စဖြစ်တယ်အဲ့ကြောင့်ကျွန်တော်ပြောနေတာလူတယောက်ရဲ့ဘဝမှာအတွေးခေါ်အရေးကြီးတယ်အဲ့ကြောင့်မို့ဘာဖြစ်လို့လဲဆိုတော့လူတယောက်ရဲ့ဘဝကသူ့အတွေးခေါ်ရှိတော့ပဲမြင်လို့ရှိတယ်အဲ့ကြောင့်မို့လူတယောက်ရဲ့ဘဝကိုမြင်နေလို့ရှင်ကျွန်တော်အတွေးခေါ်ကိုအရင်မြင်ဖို့လိုပါတယ်လို့အဲ့ကြောင့်မို့ကျွန်တော်ဒီနေ့ကျွန်တော်ခုမြောက်ပေးတဲ့အကြောင်းအရာတွေကတော့အတွေးခေါ်ကလူတယောက်ရဲ့ဘဝမှာဘယ်လောက်အရေးကြီးတယ်ဆိုတာကိုကျွန်တော်ဥပမာလေးတစ်ခုနဲ့ကျွန်တော်မြောက်ပေးခြင်းဖြစ်ပါတယ်လို့ကျွန်တော်ခုမြောက်ပေးတဲ့အကြောင်းအရာလေးလည်းမိတ်ဆွေတို့အကျိုးရှိလိမ့်မယ်လို့ယုံကြည်ပါတယ်လို့